garlic naan နဲ့ butter chicken ကိုမှဒီ$10ကနေ$15 price range အတွင်းရရှိမယ်ဆိုတော့ဒီ အိုးလေးထဲမှာပေါ့နော်ပြုလုပ်ထားတဲ့ kulfi ပဲဖြစ်ပါတယ်ရှင်သူ့ရဲ့ဘတူရာနဲ့လိုက်အောင်မြုပ်သီးလေးပေးထားပါတယ်ဒီအုံးကြီးကသူ Thailand ကနေပြီးတော့လာတဲ့အုံးသီးလို့သိရှိရပါတယ် Namaste, Dinky here. Dinky aku Singapore Little India Mustafa Center ရဲ့မျက်စောင်းထိုးမှာရှိတဲ့ရှကွန်တလာအိန္ဒိယစားတောက်ဆိုင်ကိုရောက်ရှိနေပါတယ်။ဒီမှာစင်ကာပူဒေါ်လာ$9ကနေ$30အတွင်းဘယ်လိုမျိုး menu လေးတွေရလဲဆိုတာကို Dinky နဲ့အတူတူကြည့်ကြည့်ပါမယ်။ဈေးနှုန်းလေးတွေနဲ့တကွာတောင်းဆိုထားတဲ့သူတွေအတွက်ဒီနေ့မှာ Dinky က$9ကနေ$10အတွင်း$10ကနေ$15အတွင်းနဲ့$30အတွင်းမှာရရှိတာလေးကိုပြောပြသွားမှာမို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီနော်။ ဒါတွေအကုန်လုံးကတော့စင်ကာပူမှာရှိတဲ့ Sakunthala Indian Restaurant မှာ$ကနေပြီးတော့$10အတွင်းရရှိနိုင်မယ်အစားအစာအချို့ပဲဖြစ်ပါတယ်ဆိုတော့ဒီ$ကနေ$10အတွင်းမှာဘာတွေရရှိနိုင်လဲဆိုတာကိုဒီအနည်းငယ်မိတ်ဆက်ပေးပါမယ်ပထမဆုံးရရှိနိုင်တာကတော့ဆမူစာပဲဖြစ်ပါတယ်ဒီဆမူစာကလည်း$ကနေ$အတွင်းမှာရရှိနိုင်ပါတယ်နောက်တစ်ခုကတော့ပါနီပူရီပါပါနီပူရီပွားလို့ရှိရင်တော့ဒီဟာကတော့ချက်ပါတီဆက်ပဲဖြစ်ပါတယ်ဒီချက်ပါတီဆက်ထဲမှာဆိုလို့ရှိရင်သူနဲ့တွဲစားဖို့ပေါ့နော်ဟင်းနှမျိုးပါပါတယ်တလဘဲဟင်းပါမယ်နောက်ပြီးတော့ vegetable kofta သီးဆောင်ဟင်းလေးလည်းပါပါမယ်ပြီးွားရင်တော့ဒီ range အတွင်းမှာဆိုလို့ရှိရင်ဒိုဆာလို့ခေါ်တဲ့တိုရှီလည်းရရှိနိုင်ပါသေးတယ်ဒါတွေအပြုံမှာမှဒီအကြီးပေါ့နော်ဒီလောက်ကြီးတဲ့ဘတူရာဆက်ကိုလည်းရရှိနိုင်မှာပဲဖြစ်ပါတယ်ဒီဘတူရာဆက်ထဲမှာဘာတွေပါလဲဆိုလို့ရှိရင်သူနဲ့တွဲစားဖို့အာလူပါမယ်စနာပါပါမယ်သူကကြတော့လေသူ့ရဲ့ဘတူရာနဲ့လိုက်အောင်မြုပ်သီးလေးပေးထားပါတယ်ဒီ rate အတွင်းထဲမှာနောက်ထပ်ဘာတွေရရှိနိုင်သေးလဲဆိုတော့ပရာထာဆက်လည်းရရှိနိုင်ပါတယ်ဒီပရာထာဆက်ထဲမှာဆိုလို့ရှိရင်လည်းကလဘဲဟင်းပါမယ် vegetable kofta ပါပါမယ်နောက်ဆုံးတစ်ခုကတော့ miss ဖြစ်လို့မရဘူးပေါ့နော်ဒါကတော့ပူရီပဲဖြစ်ပါတယ်ဒီပူရီမှာဆိုလို့ရှိရင်လည်းဒါ set လိုက်ရရှိတာပေါ့နော်ဒီ set မှာဆိုလို့ရှိရင်လည်းအာလူဟင်းပါမယ်နောက်ပြီးတော့ကလဘဲဟင်းပါပါမယ်ဒါတွေအားလုံးကတော့$ကနေ$10အတွင်းရရှိနိုင်တဲ့ anytime item တွေပဲဖြစ်ပါတယ်ဆိုင်ဖွင့်တဲ့အချိန်မနက်7:00နာရီကနေပြီးတော့ည7:00နာရီအထိဒါတွေအားလုံးကိုရရှိနိုင်မှာပဲဖြစ်ပါတယ်ဒီ range အတွင်းမှာဒီအစားအသောက်တွေမဟုတ်ပါဘူး drink တွေလည်းအများကြီးရှိပါတယ် drink တွေထဲမှာဆိုလို့ရှိရင်လည်းအပူတောက်ချင်လားအေးတောက်ချင်လားပေါ့နော်menu ထဲမှာရွေးချယ်စရာအများကြီးရှိပါတယ်ဒါတွေကတော့ဒီ Sakunthala Indian Restaurant မှာ$10ကနေ$15အတွင်းရရှိနိုင်တဲ့ item အချို့ပဲဖြစ်ပါတယ်ဒီ item လေးတွေကဒါဒီဆိုင်မှာပေါ့နော်ရောင်းအားအကောင်းဆုံး item အချို့ဖြစ်ပါတယ်ရွေးချယ်စရာ item တွေကတော့ menu ထဲမှာအများကြီးရှိပါတယ်ဆိုတော့ဒါလေးတွေကဘာလဲဆိုတာကိုဒီနေ့တစ်ခုချင်းစီနဲ့မိတ်ဆက်ပေးပါမယ်စင်ကာပူရောက်တယ်ဆိုလို့ရှိရင်တော့မဖြစ်မနေစားမှာကစင်ကာပူစတိုင်ခောက်ဆွဲကြော်ပဲဖြစ်ပါတယ်စင်ကာပူစတိုင်ခောက်ဆွဲကြော်ကိုမှ seafood နဲ့လုပ်ထားတာကို price rate ကလည်း$10ကနေ$15အတွင်းမှာရရှိမှာပဲဖြစ်ပါတယ်နော်နောက်တစ်ခုကကြတော့ထမင်းကြော်ပဲဖြစ်ပါတယ်ဒီထမင်းကြော်ဆိုလို့ရှိရင်လည်း seafood နဲ့လုပ်ထားတဲ့ထမင်းကြော်ပဲဖြစ်ပါတယ်ဒီထမင်းကြော်ကလည်းစင်ကာပူဒေါ်လာ$10ကနေ$15အတွင်းမှာရရှိမဲ့အစားအစာတစ်မျိုးပဲဖြစ်ပါတယ်ဒီမှာကကြတော့Indian အစားအစာတွေမဟုတ်ဘူးပေါ့နော် South Indian North Indian အပြင် Chinese အစားအစာလေးတွေလည်းရှိပါတယ်နောက်တစ်ခုကတော့အရန်ကိုမှနာမည်ကြီးတဲ့ Kuttun Paratha ပဲဖြစ်ပါတယ်ဒီ Kuttun Paratha ကကြတော့ဒီ Paratha ကိုပေါ့နော်သူတစ်တစ်လေးတွေ chop လုပ်လိုက်တယ်ပြီးမှအဲ့ဒါကိုပြန်ပြီးတော့ချက်သွန်နေနဲ့ပေါ့နော်ပြန်ပြုတ်လုပ်ထားတာပဲဖြစ်ပါတယ်ဒီ Kuttun Paratha နဲ့ dress စားဖို့ဆိုလို့ရှိရင်ဟင်းတစ်မျိုးပါတယ်အဲ့ဒီပြည်စီဖို့ပေါ့နော်အချင်းတစ်မျိုးပါပါတယ် garlic naan နဲ့ butter chicken ကိုမှဒီ$10ကနေ$15 price range အတွင်းရရှိမယ်ဆိုတော့ amazing ပဲနော်ဒီ garlic naan ကစက်သွန်ဖြူနဲ့လုပ်ပေးထားတဲ့အတွက်မွေးလေးရှိစေတယ်ပေါ့နော်ဒီ butter chicken ကတော့ပြောစရာကိုမလိုပါဘူး butter chicken ကထောပတ်နဲ့ပြုလုပ်ထားတဲ့အတွက်ပေါ့နော်နောက်ပြီးတော့သူ့ထဲမှာ cream ပါတဲ့အတွက်စားလိုက်တဲ့ဆိုလို့ရှိရင်တော့သူ့ရဲ့ texture က creamy texture လေးနဲ့အရသာကစိမ့်ပြီးတော့ပို့ပြီးတော့ကောင်းစေတဲ့အရသာမျိုးဖြစ်ပါတယ်စင်ကာပူလိုမျိုးပေါ့နော်ရာသီဥတုမမှန်တဲ့နိုင်ငံမှာနေပူလိုက်မွေးရွာလိုက်ဖြစ်နေတဲ့အချိန်မှာကိုကအေးမိတုပ်ကွေးဖျားနာဖြစ်သွားတယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးကတော့ဒီ crab soup ပဲဖြစ်ပါတယ်ဒီကနန်းနဲ့လုပ်ထားတဲ့ဒီစွပ်ပြုတ်လေးကဆိုလို့ရှိရင်အေးမိဖျားနာတာကိုပျောက်ကင်းစေတယ်လို့သိရှိရပါတယ်crab soup ရဲ့အရသာကဒီလိုဘာနဲ့တူလဲဆိုတော့အေးမိဖျားနာနေတဲ့အချိန်မှာပေါ့နော်အပူရှာပူပူပူလေးကိုတောက်လိုက်ရတဲ့အတိုင်းပါပဲဒီထဲမှာဆိုလို့ရှိရင်တော့ငရုတ်ကောင်းအရသာကနည်းနည်းပြင်းပြင်းလေးနဲ့ပူပူလေးရှိပါတယ်နောက်တစ်ခုဒီ price range အတွင်းမှာလည်းရရှိမယ်နောက်ပြီးတော့လူကြိုက်အများဆုံး item ကတော့ဒီစိတ်သားစွပ်ပြုတ်လေးပဲဖြစ်ပါတယ်စိတ်သားစွပ်ပြုတ်ကတော့ပြောစရာမလိုဘူးပေါ့နော်သူကတောက်လိုက်တာနဲ့ခန္ဓာကိုယ်ခွန်အားကိုရှိသေးတယ်weak ဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဒါလေးတွေကိုရွေးချယ်ပြီးတောက်လို့ရတယ်နော်ဒါကတော့ဒီဆိုင်မှာ$30အတွင်းရရှိနိုင်တဲ့ platter ပဲဖြစ်ပါတယ်ဒီ platter ကလူ၄ယောက်လောက်ဝါးဝါးလင်းလင်းစားလို့ရှာပြီးတော့သူ့ထဲမှာဆိုနားနဲ့ကြက်သားငါးပစွန်ပါပါတယ်ဒီထဲမှာဗာလေးဆိုတာဒီနေ့ပြပြပေးပါမယ်ဒါကတော့ဒီ platter ထဲမှာပါတဲ့ chicken malai ပါသူက boneless chicken ကို cream နဲ့กินထားတာပါဒါကတော့ chicken tikka ပဲဖြစ်ပါတယ် chicken tikka ကလည်း boneless ကြက်သားကင်ပဲဖြစ်ပါတယ်
ဒါက fish မလိုက်ပါသူလည်းအခုနတိုင်းပါပဲဒီအယိုးမပါတဲ့ငါးကိုမလိုက်အရှားသားနဲ့กินထားတာပါဒါက fish tikka ပါငါးကင်ကိုမှမဆလာနဲ့ marinate လုပ်ပြီးกินထားတာပါဒါကတော့တန်တူရီ brown ပစွန်ကင်ပဲဖြစ်ပါတယ်နောက်တစ်ခုဒါကတော့ tandoori chicken ပဲဖြစ်ပါတယ်သူက boneless chicken တော့မဟုတ်ပါဘူးနောက်ပြီးဒီ platter ထဲမှာ Kashmiri naan လဲပါပါတယ် Kashmiri naan ဆိုတာကနံပြားထဲမှာစပစ်ချောက် dry fruit နဲ့ရေခဲတုပ်တွေ ice cream တွေမှာပါတတ်တဲ့အစိမ်းရောင်နဲ့အနီရောင်ရှိတဲ့ချိုချင်းလေးတွေကိုထည့်ပြီးပြုလုပ်ထားတာပဲဖြစ်ပါတယ်ဒါတွေအကုန်လုံးနဲ့တွဲစားဖို့ပူစီနန်ချက်တနီကိုပေးထားပါတယ်ဒီ platter လေးကသူ့ကိုပေးရတဲ့စီးနဲ့ဒီထဲမှာပြန်ပါတာနဲ့ဆိုတော်တော်လေးတန်ပါတယ်group life လာစားမယ်ဆိုဒါလေးကိုလည်းမှာတင်ပါတယ်နော်ထထဒါတွေကတော့ဒီဆိုင်မှာရရှိနိုင်မဲ့drink and dessert လေးပဲဖြစ်ပါတယ် drink တွေထဲမှာဆိုလို့ရှိရင်အသီးစင်းနဲ့လုပ်ထားတဲ့ drink တွေလည်းရှိသလိုလက်စီ type လေးလည်းရှိပါတယ်ဒီနေ့ဒီဘက်မှာရှိတာကတော့ဒါက mango လက်စီပဲဖြစ်ပါတယ်ဒါကတော့ strawberry လက်စီပါလက်စီဆိုတာကဒီဒိန်းရင်ကိုဖျော်ဆက်ပြီးတော့ပြုလုပ်ထားတဲ့ဖျော်ရည်တစ်မျိုးပဲဖြစ်ပါတယ်ဒါကကြတော့ sweet လက်စီပဲဖြစ်ပါတယ် mango နဲ့ strawberry ကကြတော့သူကအချင်ပုံစံပေါ့နော်အဒိန်းရင်ကိုမှအချို့ပုံစံတောက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ sweet လက်စီကိုရွေးချယ်လို့ရပါတယ်ဒီရာသီဥတုနဲ့ဆိုလို့ရှိရင်ဒိန်းရင်ကလည်းပေါ့နော်စင်ကာပူမှာအရန်တောက်တဲ့ဒါ drinks တစ်မျိုးပဲဖြစ်ပါတယ်ဒီဘက်မှာရရှိနိုင်တာကတော့ဒါအသီးအဆင့်နဲ့ဖြော်ထားတဲ့ lime juice ပဲဖြစ်ပါတယ်ဒါတွေမတောက်ချင်ဘူးဆိုလို့ရှိရင်တော့ဒီမှာကတော့ဒါလုံးဝဒီဆိုင်မှာ highlight ဖြစ်တဲ့Thailand က coconut ပဲဖြစ်ပါတယ်ဒီအုံးရီကသူ Thailand ကနေလာတဲ့အုံးသီးလို့သိရှိရပါတယ်ဒါဆို kulfi တွေပဲဖြစ်ပါတယ် kulfi တွေမှာဆိုလို့ရှိရင်လည်း flavor အများကြီးရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘာဒါမ်နဲ့ pista နဲ့လုပ်ထားတဲ့ kulfi ပဲဖြစ်ပါတယ် mango နဲ့လုပ်ထားတဲ့ kulfi ပဲဖြစ်ပါတယ် dry fruit နဲ့ nuts နဲ့လုပ်ထားတဲ့ kulfi ပဲဖြစ်ပါတယ်ဒါကတော့မလိုက် kulfi ပဲဖြစ်ပါတယ် kulfi ကိုဒီလိုမျိုးတုတ်ချောင်းလေးနဲ့စားရတာပြင်းနေဆိုလို့ရှိရင်တော့အိုးလေးနဲ့စားလို့ရတဲ့ kulfi လေးလည်းရှိပါတယ်ဒါလေးဆိုလို့ရှိရင်လုံးဝချက်စရာလေးเนาะဒါကတော့မတ်ကာ kulfi ပဲဖြစ်ပါတယ်ဒီအိုးလေးထဲမှာပေါ့နော်ပြုလုပ်ထားတဲ့ kulfi ပဲဖြစ်ပါတယ်ဘာသာမကိုမှနွားနို့နဲ့ဖြော်ထားတာဖြစ်ပြီးတော့ဒါလေးတောက်တယ်ဆိုလို့ရှိရင်လည်းဒီခန္ဓာကိုယ် weak ဖြစ်နေရဆိုလို့ရှိရင်အားအင်ကိုရရှိစေပါတယ်အချို့ပွဲမှာဆိုလို့ရှိရင်တော့တင်ကြီးတို့ dress မလိုက်ရမယ်ဂလာဘ်ဂျာမွန်ရမယ်နောက်ပွဲလို့ရှိရင်တော့လက်ဒူးတွေလည်းရှိပါတယ်လက်ဒူးတွေဆိုလို့ရှိရင်လည်းအမျိုးမျိုးပေါ့နော်ဒီအရှိရလက်ဒူးဆိုလို့ရှိရင်ဒါကတင်ကြီးတို့အာကြားပေါ့နော်ဂျုံနဲ့ပြုလုပ်ထားတဲ့လက်ဒူးပဲဖြစ်ပါတယ်ဒါကတော့တင်ကြီးတို့ပုံမှန်စားနေကြပေါ့နော်ဘွန်သေးလေးနဲ့ပြုလုပ်ထားတဲ့လက်ဒူးပဲဖြစ်ပါတယ်ဒါလေးကတော့ဘေးဆန်းနဲ့ပြုလုပ်ထားတဲ့လက်ဒူးပဲဖြစ်ပါတယ်ဒါကတော့ဒီမှာ famous ဖြစ်တဲ့ item တွေကမှအချို့ item အချို့ပဲဖြစ်ပါတယ်ဒီနေ့ပြသွားတဲ့မှာဆိုလို့ရှိရင်$9ကနေ$10အတွင်းရွေးချယ်လို့ရမယ့် food item လေးတွေရှိမယ်$10ကနေ$15အတွင်းရွေးချယ်လို့ရမယ့် food item လေးတွေရှိမယ်$30အတွင်းမှာရရှိနိုင်တာတွေကိုလည်းဒီနေ့ပြောပြသွားပေးပါတယ်ဒီဆိုင်ရဲ့အားသာချက်တစ်ခုကတော့အိန္ဒိယအစားအစာတွေကိုအိန္ဒိယအရသာစစ်ကိုရရှိတဲ့အပြင်ဒီအစားအစာတွေအကုန်လုံးကအိမ်ချက်အရသာစစ်ကိုရရှိမှာပဲဖြစ်ပါတယ်ကိုက budget friendly လေးဖြစ်တဲ့ဆိုင်ကောင်းကောင်းလေးကိုရှာဆိုလို့ရှိရင်တော့ဒီစင်ကာပူပါရှိတဲ့ရှကွန်ဒလာ Indian restaurant ကိုလာ try လုပ်ပါလို့ recommend လုပ်ပါတယ်ရှင်ဒီ Little India မှာပဲပေါ့နော်ရှကွန်ဒလာဆိုင်ကဆိုင်ခွဲ3ဆိုင်ရှိပါတယ်ဒီစင်ကာပူထဲမှာဆိုလို့ရှိရင်တော့သူကစုစုပေါင်းဆိုင်ခွဲ6ဆိုင်ရှိပါတယ်အခုဆိုလို့ရှိရင်ပေါ့နော်ကားနေပြီးတော့လာပြီးတော့ဒီအစားအသောက်တွေကိုလာပြီးတော့ချပေးနေရပဲဖြစ်ပါတယ်